ရှိရင်သူကကံတရားဆိုတာမဖြစ်တော့ဘူးကံတရားရဲ့တိယအာယုံမဖြစ်တော့ဘူးလို့ပြောတာရုပ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံအကုသိုလ်ကံမဖြစ်တော့ဝေဒနာကိုအကြောင်းပြုပြီးကုသိုလ်အကုသိုလ်မဖြစ်တော့လူတွေမှာဖြစ်နေတဲ့ကံတရားတွေဟာကိလေသာကိုအကြောင်းပြုတာကြီးပဲကုန်နော်ကိလေသာကိုအကြောင်းပြုပြီးဖြစ်တော့အဲ့တော့ကိလေသာကိုပဲအဲ့ဒီကိလေသာတွေထဲမှာအဓိကရာဂအဝိဇ္ဇာနဲ့ရာဂပဲရာဂအဓိကပဲဒေါသတို့ကိုအဓိကထားမပြောဘူးဘာဖြစ်လို့လဲဆိုရင်ဘုရားဟောတဲ့ပရိစ္ဆေသမုပ္ပါဒ်ဝေဒနာပစ္စယတဏနော်ဝေဒနာပစ္စယတဏလို့စိတ်ခံစားမှုအတွက်အကုန်လုံးတဏပဲလားပဲအဲ့ဒါနဲ့တထတဲ့ပဲအဲ့တော့ရှုခဏနဲ့ပတ်သက်ပြီးတော့ကိလေသာတွေအများကြီးဖြစ်ကြတယ်တွေ့တာမှုကိုအကြောင်းပြုပြီးတော့ကံတရားတွေအများကြီးလုပ်ကြတယ်နော်ကံတရားတွေအများကြီးလုပ်ကြတယ်ကိုကာကွယ်ဖို့ကိုအသားကိုအထိမခံနိုင်လို့ဆိုတဲ့အတွေ့တွေနဲ့သူများကိုရလောက်တာကိုမြတ်တို့ကာကွယ်မှုကြောင့်ကာကွယ်ဖို့အတွက်နော်အကုသိုလ်လုပ်ကြတယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုမစွန့်လွတ်နိုင်လို့အကုသိုလ်တွေလုပ်ကြတယ်ကိုယ့်ရဲ့အမှတ်တင်ညာကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေလုပ်ကြတယ်ဒါကိလေသာကိုအကြောင်းပြုပြီးကံနေဖြစ်နေတာကိုပြောတယ်နော်အဲ့တော့အကျဉ်းချုပ်ပြောလို့ဆိုရင်ခန္ဓာ၅ပါးသည်ကိလေသာရဲ့အာယုပဲဖြစ်တယ်အဲ့ဒီကိလေသာဖြစ်တိုင်းကံတရားတွေကရောက်လာတယ်နော်ကံတရားလို့လောဘဖြစ်ရင်လည်းလောဘကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံအကုသိုလ်ကံလုပ်တယ်ဒေါသဖြစ်ရင်လည်းဒေါသကိုအကြောင်းပြုပြီးတော့ကုသိုလ်အကုသိုလ်ဖြစ်တယ်မောဟဆိုရင်မောဟကိုအကြောင်းပြုပြီးတော့ကုသိုလ်အကုသိုလ်ကံတွေဖြစ်လာတယ်အဲ့တော့ကိလေသာအကြောင်းပြုပြီးတော့ဖြစ်လာတယ်အဲ့တော့ကိလေသာကိုပယ်လိုက်တဲ့တပြိုင်နက်ကံတရားမဖြစ်တော့ဆိုလိုတဲ့အိဗယ်ကအဲ့ဒါပဲတရားကိလေသာမဖြစ်ရင်ကံမဖြစ်ဘူးတဲ့နော်ကိလေသာမဖြစ်ရင်ကံတရားမဖြစ်တော့ဘူးကမ္မဝိညာဏကိလေသာပယ်လိုက်လို့ရှိရင်ကမ္မဝိညာဏသည်ကံတရားသည်ယတ္တိနိုင်စွာမရှိတော့ဘူးလို့ပြောတယ်နော်ကံတရားတွေယတ္တိနိုင်စွာမရှိတော့ဘူးအဲ့ဒီမှာတတပဋိဋ္ဌိတဝိညာဏအဝိရုံအနဘိသင်္ခိစ္ဆဝိမုတ္တံဘဝကလွတ်မြောက်ဖို့မြတ်စွာဘုရားပြောတာအဲ့ဒီကံတရားဟာတဲ့ယတ္တိစရာမရှိတော့ဘာဖြစ်လဲစီကမလာတော့ဘူးယတ္တိလို့မရတော့ဘူးကြီးထွားမလာတော့ဘူးကြီးထွားမလာတဲ့အခါမှာဘဝတစ်ခုကိုဖန်ဆင်းနိုင်ဆိုမရှိတော့ဘူးတတနော်အနဘိသင်္ခိစ္ဆဆိုတာအဘိသင်္ခစ္ဆဆိုတာဘဝကိုဖန်တီးတာအနဘိသင်္ခိစ္ဆနအဘိသင်္ခိစ္ဆဘဝကိုမဖန်တီးတာနော်သင်္ခိစ္ဆဆိုတာ think create ဝါ create အင်္ဂလိပ်စကားနဲ့လည်းခါစင် create ပဲဘဝတစ်ခုကိုသူမဖန်တီးနိုင်တော့ဘူးတဲ့ဘာလို့လို့ဆိုရင်သူမှအင်အားမရှိတော့ကိလေသာမရှိသည့်အတွက်ကြောင့်ကံတရားကဘဝတစ်ခုကိုကြိုးပေးဖို့ထီအောင်ဖန်တီးနိုင်တဲ့အစွမ်းရည်တတ္တိတွေသူကြာသွားရင်မရှိတော့အဲ့လိုဆိုလို့လေနော်အနဘိသင်္ခိစ္ဆဘဝတစ်ခုကိုဖန်တီးနိုင်စွမ်းမရှိတော့လို့ဝိမုတ္တံဘဝလွတ်သွားတယ်ဒါဘဝလွတ်တာအဲ့ပုံစံနဲ့ပဲလွတ်တာနော်အဖြစ်လို့ဘဝကလွတ်အောင်လုပ်ရတော့ဆိုရင်ဘဝထဲမှာရှိနေရင်ဘယ်အရာမှမမြဲဘူးအဲ့ဒီမမြဲတဲ့အရာတွေကိုမြဲအောင်လုပ်တဲ့နည်းလုံးဝမရှိဘူးနော်ဘဝထဲမှာရှိနေရင်ဘဝဆိုတာမမြဲဘူးမမြဲသည့်အတွက်ကြောင့်မမြဲလို့မြဲအောင်လုပ်တဲ့နည်းမရှိဘူးမရှိသည့်အတွက်ကြောင့်တရားအထုတ်တာတရားအထုတ်ရတယ်ဆိုတာအဲ့ဒါပဲဘာလို့အထုတ်တာတော့ဆိုရင်ဘဝကိုဖန်တီးနေတာတွေဖယ်ရှားပစ်ဖို့ပဲလို့ဘဝကလွတ်မြောက်ခြင်းမမြဲတာတွေကိုဖန်ဆီးနေတဲ့အကြောင်းတရားတွေကိုဖယ်ရှားမယ်ဖယ်ရှားလိုက်မှမမြဲတာတွေကုန်သွားပြီဆိုတဲ့အခါကျတော့မြဲတာဖြစ်လာမယ်နော်
မြဲခြင်း